အိုင်ဘတ်မှာဘောလုံးပွဲကိုမရှုံးအောင်လုပ်နေနေကိုကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်စိတ်ဝင်စားဆိုဒီဗီဒီယိုလေးကိုစာဆုံးကြည့်ပေးကြပါပထမဆုံးတစ်ချက်အနေနဲ့ပွဲစားတွေကမလောင်းပါနဲ့နော်ပွဲစားတွေကမလောင်းပါနဲ့ပွဲရဲ့ကြီးကိုမှတ်ထားပါပွဲရဲ့ကြီးကိုမှတ်ထားပြီးတော့10မိနစ်15မိနစ်လောက်ထိစောင့်ကြည့်ပါသူကသူဘယ်နှကိုတွင်းစောင့်ကြည့်ပါကြီးကကြီးမှန်လားကြီးလိမ်လားဆိုတာအဲ့ချိန်ကျမှသိပါလိမ့်မယ်နော်10မိနစ်15မိနစ်ဆိုထိုင်နေရမနေပါဘူးသူကသူကြီးတွေကအလုတ်ရွှေတွေလှုပ်လာပါလိမ့်မယ်နော်အဲ့ကြမှာကိုလောင်းကျင်တဲ့အတင်းကိုစိတ်ကြိုက်လောင်းပါနံပါတ်2ချက်ကပွဲတိုင်းကိုအစုံမလောင်းပါနဲ့နော်တပွဲကောင်းနှစ်ပွဲကောင်းကိုကြိုက်တဲ့အတင်းကိုရွှေ့ပြီးအဲ့တပွဲကောင်းနှစ်ပွဲကောင်းကိုတစ်ချိန်လုံးမိနစ်60လုံးစောင့်ကြည့်ပြီးတော့လိုက်ပြီးတော့အဲ့ပွဲတွေကိုပဲလိုက်ရိုက်ပါနော်ပြန်ကာတဲ့ပြန်ကာပါပြန်ကာမယ်ဆိုလဲမိနစ်60နဲ့80ကြားမှာကိုကအကေကိုရောလောင်းထားတယ်ကိုရောလောင်းထားတာမှာအချိန်ကြီးမကောင်းဘူးဆိုရင်ကိုပေါ်ပြန်ကူးသိမ့်လဲကူးရတယ်နော်ဘော်ဒီပြန်ရိုက်သိမ့်လဲရိုက်ရတယ်အဲ့လိုမျိုးပြန်ကာပါနော်ပြန်ကူးပါကိုပေါ်ရိုက်ထားတဲ့လူကလည်းပထမပိုင်းမှာ1 ZZ နဲ့အချိန်ကြီးမကောင်းဘူးအဲ့လိုမျိုးဖြစ်နေပြီဆိုရင်ကိုရောပြန်ကာတဲ့ပြန်ကာပါအဲ့လိုပြန်ကာမယ်အချိန်ကလည်းမိနစ်60နဲ့80ကြားမှာကာမှာပါနော်ကာမှာကာတာကိုမနှမျောပါနဲ့အဲ့ပွဲကိုပဲသေချာချင်းကပ်ပါနောက်တစ်ချက်ကဂိုးဘော်လောင်းတဲ့လူတွေအတွက်အထူးမှားကျင်တာကနော်ဂိုးဘော်လောင်းထားတဲ့လူတွေအတွက်အထူးမှားကျင်တာကဒီပွဲမှာဂိုးဘသူတွေတွင်းလာလဲဟက်ထရစ်ရနိုင်ခြေရှိလားအဲ့လိုပွဲမျိုးလိုက်ပြီးတော့သေချာစောင့်ကြည့်ပါနော်ရှေ့တန်းတွေကိုတွင်းထားတယ်ဆိုရင်ဒါထပ်ပြီးတော့ဂိုးတွေ့နေတဲ့သဘောဖြစ်နေတာနော်နှစ်ဖက်အသင်းရှေ့တန်းတွေပဲတွင်းထားတယ်ဆိုဒါထပ်ဖို့ပေါ်အောင်မှာကြေးရလဲကြေးရလဲထပ်ပြီးတော့ minus တဲမှာပဲထပ်ခေါ်ထားတယ်ဆိုရင်ဒါလုံးဝ like ကိုလိုက်ရတော့မယ်အသင်းတွေပဲဖြစ်ပါတယ်နော်အဲ့လိုမှမဟုတ်ဘူးနောက်တန်းကနေကိုသွင်းထားပြီးသလုံးရထားတယ် OG ကသလုံးရထားတယ် penalty ကသလုံးလောက်ရထားတယ်ဆိုတော့ဒါသူ့ဘာသူ2-1လို့ပါလို့ဆိုရင်2-1-0ဆိုရင်ဒါရက်တော့မဲ့အနေထားမှာရှိပါနော်အဲ့လိုမှမဟုတ်ဘူး2-2လို့ပါလို့ဖြစ်နေတာရှေ့တန်းတွေက6တွေ့နေပြီးတော့အဲ့ဒါမျိုးလေးလုံးအရှုံးလို့ပါလို့ဆိုရင်80လောက်မှထပ်ပြီးတော့လိုက်ရရမယ်အနေထားပါနော်အဲ့ဒါမျိုးလေးတွေကိုသေချာကျွန်တော်ကအိုင်ဘတ်လောင်းနေဆိုရင်အချိန်နဲ့တပြေးညီလုပ်လို့ရတဲ့အတွက်ဒါမျိုးလေးတွေကိုအကြံပေးခြင်းပါတယ်နော်မောင်းလောင်းတဲ့ညီကိုပေါ်တာတွေရှိလို့ရှိရင်လည်းအဲ့လိုပါပဲเนาะပွဲစားတွေကနေပြီးတော့မောင်းလေးကိုတန်းစီပြီးရိုက်ထားတာအိမ်ဘက်မှာเนาะတန်းစီပြီးရိုက်ထားတာမလုပ်ပါနဲ့เนาะလီအစုံမှာစကန်ပါလိမ့်မယ်เนาะကန်တဲ့အခါကြလို့ရှိရင်အဲ့မှာမိနစ်10မိနစ်15မိနစ်လောက်မှစောင့်ကြည့်ပြီးတော့ဘယ်ကောင်တွေကတော့ကိုသွင်းနိုင်ကြီးရှိတယ်ဘယ်ကောင်တွေကတော့ကိုမသွင်းဘူးဒါမျိုးလေးတွေနဲ့အပေါ်အောက်မျှပြီးတော့လိုက်ရိုက်ပါအပေါ်ကြီးပဲရိုက်တာတော့အောက်ကြီးပဲရိုက်တာဆိုအောင်မှုခဲရင်ပါเนาะသူတို့ကသေချာအောင်လှုပ်ထားပြီးသားစီစဉ်ထားပြီးသားအဲ့မှာကိုကဒိုင်ဘက်ကိုရောက်နေဖို့လိုတယ်เนาะဒိုင်ဘက်ကနေပြီးတော့နေမှပတ်စံရမှာဒိုင်နဲ့ဆန့်ကျင်ဘက်သွားနေလို့ရှိရင်10ပွဲမှာ2ပွဲ3ပွဲပဲရမှာเนาะအဲ့ဒါလေးကိုတော့သေချာသတိထားသိကျင်ပါတယ်အားလုံးပဲလောင်းနိုင်ပေါင်းနိုင်ကြပါစေ